ဒါမျိုးစားကောင်းနေတဲ့ခရုလေးကိုဘယ်လိုလုပ်ရမလဲဆိုအသေးစိတ်တင်ပြပေးပါမယ်ဖြစ်ပါတယ်ပေါ့နော်တို့လက်အိတ်လေးကိုတန့်ရှင်းစွာအရင်စွတ်လိုက်မယ်ပေါ့နော်ပြီးရင်တို့အိတ်ပွန်နဲ့ mask လေးကိုတေချာလေးတတ်မယ်ပေါ့နော်ပထမစားလေးနဲ့တေချာလေးနယ်ပြီးတော့တေချာလေးဆေးမယ်နော်ရွှေကျင်တို့ဆေးရမယ်သူတဲတွေအောက်ကျသွားအောင်လို့ပေါ့နော်ပြီးရင်တို့ဂျင်းလေးထည့်ပြီးတော့15မိနစ်လောက်နှက်ထားပါနောက်ဆုံးတော့ပုတ်ပွက်ဆူတဲ့ရေနွေအိုးထဲမှာထည့်မယ်ရေနွေပွက်လာတဲ့အထိ15မိနစ်လောက်စောင့်ရမှာပေါ့နော်ပြီးရင်တို့ထုတ်ပြီးတော့ရေပြန်ဆေးရမှာပေါ့ရွှေကျင်တို့ပဲဆေးရမှာတဲတွေပြောင်းလို့ပေါ့နော်ပြီးတာနဲ့အစာပလာလေးစီစဉ်ထားမယ်ဂျင်း6ကောပါကောရွက်ပါခေါ်လဲမသိဒီမာလာနှစ်တော့ကျွန်တော်ကိုယ့်ဘာကိုလှုပ်ထားတဲ့မာလာနှစ်တစ်မျိုးကအဆက်တစ်မျိုးကအမွေးပေါ့နော်ခွားကြောင်းမုံထည့်ရမယ်6ကောမုံစီစဉ်ထားရမယ်နန်ဟင်းချုံမုံကြက်သားမုံတကြားပေါ့စီစဉ်ထားရမယ်ပေါ့နော်ပြီးရင်ငရုတ်တီးစိမ့်ကြက်သွန်မိတ်ရှမ်းနန်နန်နောက်ဆုံးတော့ဖတ်ဖယ်ပေါ့နော်နင်းလှုပ်ထားတဲ့ကြက်သွန်ဖြူကိုစီပွက်ပွက်ထဲမှာထည့်မယ်အကောပါကောအသီးတွေထည့်မယ်ပေါ့နော်ဒီမွေပြီးတော့အခါမှာကျွန်တော်တို့ခရုလေးကိုထည့်ပြီးတော့တေချာလေးမွေရမှာပေါ့နော်တေချာလေးနှက်အောင်မွေရမှာပဲနော်ကျွန်တော်တို့6ကောမုံပါကောမုံစားဟင်းချုံမုံတကြားတွေထည့်ရမယ်ပေါ့နော်အဲ့လိုလေတေချာလေးနှက်အောင်မွေငရုတ်ဒီမာလာအဆက်ဟာရင်ထည့်ရမယ်ငရုတ်ဒီစိမ့်နဲ့ထည့်လိုက်ရမယ်ပေါ့နော်ဒါလေးကိုတေချာလေးနှက်အောင်မွေပြီးမှန်ပြရေးအနှဲငယ်ထည့်မယ်နော်ပြီးရင်မာလာဖုံဆက်အနစ်ထည့်မယ်စိမ့်ထည့်တဲ့အခါလဲရှမ်းနံတဝက်ပဲရင်ထည့်ဖတ်ဖယ်အကုန်ထည့်ကျက်တုံမိတ်ဆိုတော့တဝက်လောက်ပဲအရင်ထည့်နော်ဒါလေးကိုအရင်မွေနှက်အောင်မွေနော်မွေပြီးမှရှမ်းနံကိုအကုန်လုံးပြန်ထည့်ပြီးရင်နန်းထည့်မယ်နန်းလောက်အောင်ထည့်မယ်ကျန်တဲ့ကျက်တုံမိတ်လေးကိုထည့်ပါအနှဲငယ်ချင်ထားမှာပေါ့နော်အိုးထွက်တဲ့အခါမှာကျွန်တော်ကြက်တုံမိတ်အပေါ်မှာဖြူထားလို့ရအောင်လို့ပေါ့နော်ဒါကျွန်တော်အိုးလဲထွက်ပြီးကျန်တဲ့ကြက်တုံမိတ်လေးအပေါ်မှာဖြူမယ်ဒါနဲ့ပြီးသွားပါပြီခရုစားကောင်းတဲ့ခရုလေးတစ်ပွဲရသွားပါပြီပေါ့နော်